အိန္ဒိယမှာလမ်းလျှောက်တဲ့ခါစားကလေးမလေးကကျောင်းရဲ့မီးဖိုခါထဲမှာထားတဲ့နှုတ်အပူလေးကိုကျပြီးတော့သေဆုံးသွားခဲ့တယ်။သူ့နာမည်ကတော့အရှိတာလို့ခေါ်ပါတယ်။အသက်ကတော့1 နှစ်နဲ့6 လလောက်ပဲရှိပါသေးတယ်။အရှိတာလေးကလမ်းလျှောက်တဲ့ခါစားအရွယ်လေးပါ။သူ့ရဲ့အမေကတော့အန်ဒရာပြည်နယ်ကဘူဂါရီးယားဆမ်မူဒရာမှာရှိတဲ့အမ်ဘာတန်ကဂူကူလာကျောင်းမှာကျောင်းဆောင်အဖြစ်အလုပ်လုပ်နေတဲ့သူကနွေရာသီရဲ့နေ့တစ်နေ့မှာသူ့အမေကအလုပ်သွားတဲ့အခါအရှိတာလေးကိုအတူခေါ်သွားခဲ့တာပါအချိန်ကတော့မနက်မိုးလင်းကစားမိဖို့ဟန်ထဲမှာမုတ်ဖျော်ဖို့အတွက်ငုတ်ကိုစူအောင်တိုက်ထားတဲ့အချိန်ပဲဖြစ်ပါတယ် CCTV ဝါကမှမြင်ရတာကတော့အရှိတာလေးကကျောင်းတကောင်ကိုလိုက်ဖမ်းပြီးတော့မိဖို့ဟန်ထဲကိုဝင်သွားခဲ့တာပါသူ့အမေကတော့တခြားတစ်ဖက်မှာအလုပ်လုပ်နေတဲ့အချိန်မှာပဲကလေးလေးကနှုတ်အချင်းနဲ့ကိုရောက်သွားပြီးတော့သတိမထားမိပဲနဲ့အရန်မှုနေတဲ့နှုတ်အိုထဲကိုကျသွားခဲ့တာပါအဲ့ဒီအချိန်မှာသူ့ရဲ့အမေဖြစ်သူကအတန်ကိုကြကြချင်းမိဖို့ဟန်တွေကိုပြေးဝင်လာခဲ့ပေမဲ့နောက်ကျသွားခဲ့တာပါအရှိတာလေးကိုနီးစပ်ရမှာရှိတဲ့အလကားပူရာအစိုးရစီရင်ကိုအမြန်ဆုံးပို့ခဲ့တယ်အဲ့ဒီကနေမှခုနိုးဆိုးရစီရင်ကြီးကိုထပ်ပြီးတော့လွှဲခဲ့တယ်ဒါပေမဲ့အရှိတာလေးကနှုတ်ပုံလောင်ထားတဲ့တရားတွေကိုကုသနေရင်းနဲ့ပဲသေဆုံးသွားခဲ့ရပါတယ်အမှတ်တမဲနဲ့မထင်မှတ်ထားတာတွေကဖြစ်လာတတ်တာမို့လို့သတိထားဖို့တော့လိုအပ်ပါတယ်ဒီဖြစ်ရပ်ကိုနမူနာယူပြီးတော့မိသားစုဝင်တွေကျိုးတင်ကတော်တက်ဖို့အတွက်သတိထားရမှာပါအရှိတာလေးရဲ့ဖြစ်ရပ်ကတော့ဆယ်ရည်သူမိသားစုတွေအတွက်အသက်လုံးမင်းနိုင်မှာမဟုတ်တော့ပါဘူး